အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Photoshop Markup တွေကိုအမြန်ဆုံးထည့်လို့ရတဲ့ဒီလမ်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့စစ်ပတ်ဝင်သားရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးကြဖို့ပြတိုက်ရိုက်ခံရပါတယ်ပထမဆုံးကျွန်တော်တို့ layer တစ်ခေါ်ပါမယ် layer တစ်ခေါ်တဲ့ဒီလမ်းက keyboard မှာ control ကိုဖိထားပြီး N ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် layer တစ်ပေါ်လာပါလိမ့်မယ်ဆိုတော့ layer တစ်ပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ layer တစ်မှာ selection 2ကိုယူပြီးတော့ကျွန်တော်ခွက်ကို selection မှတ်ပါမယ်ခွက်ကို selection မှတ်ပြီးရင်တော့ကျွန်တော်တို့ဒီ color fade ဖြစ်မယ် color fade ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့ရဲ့ layer အပေါ်မှာကျွန်တော် right click ထောက်ပြီးတော့ကျွန်တော်တို့ဒီ convert to smart object ဆိုတာလေးကိုရွေးပေးရပါမယ် convert to smart object ရွေးပြီးဆိုတော့သူ့ရဲ့ fade ရဲ့သူ့ရဲ့ opacity ကိုနည်းငယ် short မယ် short မှာဒါကျွန်တော်တို့ဒီခွက်ကိုမြင်ရမှာပေါ့နော် short ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင် control T နဲ့ကျွန်တော်တို့ဒီ web layer ဆိုတာရှိပါတယ် web layer နဲ့ကျွန်တော်တို့ဒီအလုံးနေတဲ့အနားတက်လေးတို့ကျွန်တော်တို့အတိုးချက်အချုပ်ချက်လေးလုပ်မယ်ဒီခွက်နဲ့ပုံသဏ္ဍာန်တူအောင်ပေါ့နော်အဲ့လိုမျိုးတွေလိုက်ပြီးတော့လိုက်ဖြည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ layer လေးကိုခဏပိတ်ထားပြီးတော့ကျွန်တော်အပေါ်လေးကိုခဏတင်ထားပေးပါမယ်ပြီးတော့ကျွန်တော်တို့ဒီ keyboard မှာရှိတဲ့ pen tool လေးကိုယူပြီးတော့ကျွန်တော်တို့ဒီဘလို့ခုနက selection ပေးတာကအစောဖတ်တွေကပေးလို့မရဘူးဘယ်လိုလိုအပ်တဲ့ဟာလေးရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ pen tool လေးနဲ့လိုက်ပြီးတော့ဒီအတိအကျရအောင်ကျွန်တော်တို့လိုက်ဖြတ်ပေးရပါတယ်ကျွန်တော်ဒီ pen tool အသုံးပြုနည်းကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုမှာ pen tool အသုံးပြုနည်းကိုကျွန်တော် presentation လေးပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဝင်လာဆိုလို့ရှိရင်တော့ subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကျွန်တော်တို့ band 2နဲ့ selection မှတ်ပြီးပြီဆိုရင်တော့ keyboard မှာ control ကိုဖိပြီးတော့ enter ချက်ခောက်လိုက်ပါအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ selection ကဝင်လာမှာဖြစ်ပါတယ် selection ဝင်လာတဲ့အချိန်ကြာလို့ရှိရင်တော့ကျွန်တော်တို့ဒီခုနကရှိနေတဲ့နေရာမှာတွားပြီးတော့ group တစ်ခေါ်ပါမယ် group တစ်ခေါ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ layer mask ဆိုတဲ့ button လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးပါပြီးတော့ကျွန်တော်တို့ခုနကအနီရောင်ထည့်လာခဲ့တယ်ကျွန်တော်တို့ layer ကွက်လေးကိုကျွန်တော်တို့ A group လေးကိုပါကျွန်တော်တို့တစ်ခါလေးထည့်လာခဲ့ပါမယ် group လေးထည့်လာပြီးတော့ကျွန်တော်တို့ဒီ smart object လေးကိုတိတ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီနောက်ထပ်project တစ်ခုလေးကိုရောက်သွားပါပြီအဲ project ထဲမှာကျွန်တော်တို့ထည့်ချင်တဲ့ mockup တစ်ခုကိုကျွန်တော်တို့ဆွဲထည့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဒီ mockup ကြီးကဝင်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့လိုချင်တဲ့ပုံကိုဆွဲထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ keyboard မှာ control S ကိုတစ်ချက်နှိပ်ပေးပါကျွန်တော်တို့ mockup တွေရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ layer ပေါ်က normal ဆွဲနေရာဒီမှာကျွန်တော် linear band ဆိုတာလေးကိုပေးပေးပါအဲ့လိုပြဆိုရင်တော့ review လို့လိုအပ်နေတဲ့ mockup တွေကလုံးဝပါလေးထွက်လာပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်